ခေါင်းဆောင်ဆိုတာတဲ့မြန်မာပြည်မှာတော့ခေါင်းဆောင်ဆိုရင်တော့15ပါးတီလာလုံခြုံရတယ်သူ10ပါးတီလာလို့5ပါးတီလို့လောက်နေမလောက်ဘူးခေါင်းဆောင်ဆိုတာအနေထိုင်ပြုမှုအပြောဆိုဝူဝါဘာညာတာရကာပေါ့ဗျာထားရတဲ့18ရက်မကဘူးပေါ့ထားရတဲ့35ရက်တို့ပါလို့အဲ့လိုမျိုးတက်မှတော့မြန်မာပြည်မှာခေါင်းဆောင်လုပ်လို့ရတယ်အဲ့တော့သူကဘယ်လိုဖြစ်လဲဆိုတော့ဟိုကဒေါ်လာရေးကလာပြီးတော့မှပြစ်တင်ဝေဖန်ကြတယ်လုံနေတဲ့သူတွေဘာတွေပြောလဲဆိုတော့မင်းတို့ကြာလာကြီးလားတော့မပြီးသေးဘူးလို့9နှစ်ကြာတယ်လို့ပါလို့ရှင်းလေးပဲဒေါ်လာရေးဆိုတာလူထုတရက်လုံးလွတ်မြောက်ဖို့လုပ်တာအဲ့တော့လူထုတရက်လုံးပါဖို့လိုတယ်လူထုတရက်လုံးပါရင်မြန်မယ်လူထုတရက်လုံးမပါဘူးဆိုရင်ကြာမယ်ပါတဲ့ရာခိုင်နှုန်းပေါ်မှာမူတည်ပြီးတော့မှပြီးတဲ့ရာခိုင်နှုန်းလဲအချိုးကြတာပေါ့နော်အဲ့ဒါဟိုမှလှုပ်တဲ့သူတွေကိုကြာတယ်ဆိုရင်အပြစ်လာတယ်မတော့ပစိုးတလားနော်ချွတ်ချထားပေးလိုက်မယ်ရော့ဆိုပြီးတော့သိလားအဲ့ငါတို့ကထားတဲ့18ရက်လည်းမတက်ဘူးနော်35ရက်လည်းမတက်ဘူး15ပါးတီလာလည်းမလုံဘူးဒါပဲတခင်ကိုတော်ဇွဲဒဲအိုးစိတ်ချမ်းသာတယ်ဆိုတာစိတ်ကိုပြောတာဒီဒဲအိုးထဲမှာဒီလိုကြီးဝင်စိန်နေလို့အစွမ်းထက်တယ်ဆိုပြီးတော့ကျက်စစ်ဆိုကြမှာရှိတဲ့အေယာဝတီကကောင်တွေမကိုးကွယ်ရကြိုးသားကြားလိုက်အောင်ကြိုးသားဖိုင်ပါလေမိုးရွာတော့ရေခံလာတာတော့ဘိုင်းငယ်နဲ့အဲ့တော့စကူးမကူကာလာမှာမုံတိုင်းဖြစ်တော့မိုးရွာတာပေါ့မိုးရွာတော့ဖားရရတာပေါ့ဖားရခယူဟာမိုးပေးတဲ့ငွေကြီးကြောင်းဒါဖားရာသီသာဖားဒါလည်းရာသီသာချောင်းခယူလေးဒါတစ်ဖက်ကျော်မယ်ဒီတို့ရှာထားဒီထိုးလိုက်ချောင်းခယူနဲ့ကမွန်ချင်းဒါဖားနဲ့မကြီးပဲရုပ်ပဲကြည့်လိုက်တော့ဒီလေရောက်လာတယ်နော်လူရုပ်လည်းကြည့်လိုက်ပိနေဒီခွက်ပြကြည့်လိုက်ဘလောက်ကောင်းတဲ့တဘာဝပိနေဒီလေကားရောက်မင်းတို့ပိနေဒီလာကြည့်ရဟုတ်ပါဘူးလုံးစားယူပါဟမ်ဟိုဘာနဲ့လုံးစားယူပါအေးရောလာကြည့်ရောโอ้ဟမ်အနီရောအေးရောပိနေဒီလို့ဝါကြီးတခါမမြင်ဘူးကောင်းလိုက်လားဟမ်ဟုတ်တယ်ရှုလဲအိမ်မာသီးတော့ဖေးပင်နဲ့ရောမျိုးကောင်းလိုက်တော့မကြည့်ဘူးရိုးရသီးလားမသိဘူးမကြချာဟဲ့နော်ဟုတ်တယ်ဗျအဝါသီးပဲတွေ့ဘူးလေဒီကြီးอ่ะဟိုညောင်မင်းရွှေအောင်ပွင့်တယ်လို့ရွှေအောင်ပွင့်ဟမ်ဒါလည်းဒါပိန်းနဲ့ပွင့်ဟောညောင်မင်းပွင့်ဟမ်ရှေ